ဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံ